ရှေးဘရင်တွေလက်ထက်ကနေကြက်တိုက်လာတာကြက်တိုက်တိုင်းလာလူစိုးပြစ်မယ်ဆိုလို့ရှိရင်ပခါကိုကြီးကျော်ထိတ်ဆုံးပါ呀，这个公委办没搞多，后来呀，公委办没搞啦说，公委办没搞啦，这那路里标呢呀，俺说ဒီကြက်တွေမှာအဖာသေးမပါတဲ့ကြောင့်ဂုံမွေးပါတဲ့ကြက်တွေကကြက်ဝိုင်းနဲ့ရောက်လို့ရှိရင်ဂုံမွေးနဲ့ပြန်ဖာလို့ရတယ်ငါတော့အဲ့ဒါပဲသိတယ်မျက်လုံးပြဲလေမကောင်းဘူးတဲ့မျက်လုံးပြဲမကောင်းလားငါအဲ့ဒါလေးလက်မခံဘူးမျက်လုံးပြဲလို့ရှိရင်ငါတော့အမြင်ကြည့်လင်းတယ်လို့ပဲငါလက်ခံထားတယ်လာသေးတယ်ရှီ30ဝိုင်းပဲ့တဲ့ချက်ကအဲ့ဒါလည်းပါသေးတဲ့စကားတော့ရှီ30ဝိုင်းပဲ့တဲ့အဲ့အခုဘယ်ဝိုင်းမှမပါဘူးရှီ30မကလို့မင်းရှီ100ဖြစ်နေနော်ရှီ100ဖြစ်200ဖြစ်အခုမင်းရန်ကုန်ဝိုင်းနေဘယ်ဟိုမန္တလေးဝိုင်းနေမကွေးဝိုင်းနေတောင်ဝိုင်းနေမင်းတဝိုင်းမှမပဲဘူးကြိုက်တဲ့ကြက်လာခဲ့အဲ့တော့မင်းကြက်ကအကောင်းဆုံးကတော့ဟဲ့ပုတ်ကြည့်တာအကောင်းဆုံးအသေးကြဆုံးပဲမင်းကဟိုင်ငါ့ကိုဘာမှလာမပြောနဲ့တခုမှလက်မခံတာဘူးအဲ့တော့အခုတလောဥတော်လိုင်းပေါ်မှာရောကွန်မန့်မှာရောဖုန်းထဲမှာရောအမေးများနေတဲ့မေးခွန်းလေးတစ်ခုပေါ့သူကဗာမေးလို့ကြက်တမအများစုကသူတို့စိတ်ဝင်စားတော့ရာကြက်ကဒီချိန်မှာခရင်စီကြတာအဲ့တော့စိတ်ဝင်စားတော့ရာဘာလို့ဆိုတော့ဥတော်ရေအတောင်ဘလောက်ပါလို့နော်ခစံမွေးကပြော့လို့လေဆန်ခါလို့နော်နောက်ညောင်းအကွဲပါလို့နော်စီဘတ်30ပါလို့တချို့ဆိုရင်ဘာကြီးပြောတော့ဆိုအရင်ကချေးစာဆိုပြီပေါ့ကွာချေးစာဆိုဥတော်လည်းဂလန့်တိုက်နေတာလို့တော့မင်းတို့ကထဲမှာပဲငါလည်းလက်တွေ့သမားဆိုတော့ဟဲ့ဘယ်ရာမှမယုံတာဘာမှမမြင်လိုက်ဘာတစ်ခုမှမယုံအဲ့တော့ဒီဟာဒီတဲ့တေကြတဲ့အရာတော့ပုတ်ကြည့်လိုက်လို့ရှိရင်အသေးကြဆုံးပဲနော်အဲ့တော့ဟိုအမွေးရဒီအမွေးရဟိုဟာဖြစ်တယ်ဒါဖြစ်တယ်မင်းတို့အဲ့ဒါတွေကိုခေါင်းထဲမှာပဲထားလိုက်နော်တချို့ဆိုရင်အပြင်မန်းနေရုပ်တွေဥပရိရုပ်တွေကောင်းနေတယ်လှနေတယ်ပြီးတော့ဘာမှအလုံးမလုံးနိုင်ဘူးနော်နောက်လူပဲကြည့်ပေါ့ကွာဖြူရရှောတယ်လှတယ်တွေ့တယ်ဟောမင်းအတွင်းစိတ်မကောင်းတာဘူးမင်းအဲ့လူကြားထဲမှာအကြာကြီးနေလို့မရဘူးအဲ့တော့ဒီလိုပဲကြက်ကလည်းအဲ့တော့ဒီမှာရှီဘတ်30နော်ရှီဘတ်30ဝိုင်းပဲတဲ့မင်းအခုရဟာမှာရန်ကုန်တို့မန္တလေးတို့ဟိုမှာမကွေးတို့မှာမင်းမာရရှီဘတ်30ဝိုင်းပဲအခုခေတ်လူငယ်တွေမင်းတောက်တောက်ဟိုတွေမင်းလူတော်တွေအများကြီးရှိရခလေးပေါက်သားတွေကြားတိုးတက်နေတာငွေကြီးရလည်းချမ်းသာတော့မင်းရှီဘတ်30ဝိုင်းပဲဆိုကြက်လာခဲ့လိုက်ဟဲ့အဲ့ဝိုင်းတွေကိုအဲ့ကောင်ဒီပယ်မှာတရားမပါဘူးနော်အဲ့တော့နောက်ကဟာတွေနောက်မှပဲထားရလိုက်လက်တွေ့တဲ့ဘယ်ရာမှမကောင်းအဲ့တော့ဆိုလိုတဲ့သဘောကတော့ဘယ်ကြက်တီဘာဒီဘယ်အားဒီဘလူပါတယ်ဘလူကဘာပြောလက်တော့ခံထားလိုက်ပုတ်ကြည့်တာအသေးကြဆုံးပါပဲလို့ဥဆောင်နောက်တစ်ချိန်ထပ်ပြောပြရစီနော်